ဘုရားသာသနာရဲ့အစဆုံးလုပ်ငန်းဟာသီလဒါကြောင့်မို့စာပေကျမ်းကမှာသီလံသာသနတအာဓိသီလသာသနာတော်ရဲ့အစပါလို့ပြောတယ်ဟုတ်ပြီသီလကနေစလိုက်တယ်ဘာဖြစ်လို့အရေးပါတယ်လို့ပြောရတော့သီလရှိလာပြီဆိုရင်အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာခံစားရမယ်အပြစ်ကင်းတဲ့ချမ်းသာခံစားရမှချမ်းသာမှဒုက္ခိနောစိတ်တံတမာတိယတိချမ်းသာတဲ့စိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကမှတမာတိဆိုတာဖြစ်တယ်ဟောသီလလေးနဲ့မပြီးသေးဘူးတမာတိရဖို့အတွက်သီလအများကြီးထောက်ကူဖြစ်တယ်စိတ်ချမ်းသာမှုကိုပြီးနိုင်တယ်ဒါကြောင့်တမာတိဖြစ်ဖို့လွယ်သွားတယ်ဟောတမာတိကတမာဟိတောယထာဘုဒ္ဓံဇာနာတိပတ္တိတမာတိရှိမှယထာဘုဒ္ဓဉာဏ်ဆိုတာဖြစ်တယ်ဟောဉာဏ်တိအောင်အဆင့်ပို့ပေးတာဒါကြောင့်မို့သီလအရေးကြီးဆုံးပဲ